Gruan ကိုရွေးချယ်ထားတဲ့သူတွေအတွက်ပေါ့နော်ဒီတစ်ပတ်ရတဲ့ energy နဲ့ပြောမယ်ဆို Gruan တွေကဘာတွေကိုကြော်ဖြတ်နေရတယ်ပေါ့နော်ခုလက်ရှိကာလမှာရတဲ့ energy ကပြောမယ်ဆိုရင်နှလုံးသားရေးရာတွေနဲ့ပတ်သက်ပြီးတော့ကိုကရင်ဆိုင်ကြော်ဖြတ်နေရတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုရင်ဆိုင်ကြော်ဖြတ်ရတဲ့အခြေအနေမျိုးမှာကိုထင်ထားလို့ဖြစ်မလာတဲ့အခါမှာမျှော်လင့်ချက်တွေဆုံးရှုံးသွားတာမျိုးဒီလိုမျိုးလေးတွေရှုံရနိုင်တယ်ကိုကလည်းဒီပေါ်မှာနှိမ့်မြုပ်ပြီးတော့အစိုးတွေကိုအစိုးမြင်စိတ်တွေဖြစ်ပေါ်လာတာလေးတွေအာယုံဆိုင်မိနေတတ်တယ်ပေါ့အဲ့ပေါ်မှာပဲအာယုံဆိုင်ဆူဆိုင်မိနေတတ်တယ်အစိုးမြင်စိတ်ပေါ်မှာအာယုံဆူဆိုင်နေတတ်တယ်နောက်တစ်ခါကျတော့ကိုကကံမကောင်းလာတော့ဘူးလားပေါ့နော်ကိုရဲ့ကံကြမ္မာဒီလိုပဲအခြေအနေပဲဒီလိုပဲဖြစ်နေတော့မှလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ခြေရေးမှာပိတ်မိနေပြီးတဲ့အခါမှာကိုမစိတ်ဆင်းရဲစရာတွေကြုံပြီးတဲ့အခါမှာကိုရဲ့လုပ်ငန်းဆောင်တာတွေပေါ်မှာစိတ်ဝင်စားမှုအားနည်းပြီးတော့ဖြစ်လဲဆိုတော့ဖန်တီးနိုင်စွမ်းအားတွေရောနေနေရမျိုးကိုတွေ့ရတတ်တယ်ပေါ့နော်တွေ့ရတတ်တယ်အဲ့တော့အဲ့ဒါတွေကိုဘာဖြစ်လာမှလဲဆိုတဲ့အခါကျကိုကဒါတွေကိုကြုံတွေ့ရတဲ့အခါမှာဒါတွေကိုရင်ဆိုင်ပြီးတော့ဘာလုပ်ရမလဲဆိုတော့ကြော်လွှားရမှာဖြစ်တယ်ဒါတွေကကိုရင်ဆိုင်ရမယ့်အရာတွေဖြစ်တဲ့ကြောင့်မို့ရင်ဆိုင်ပြီးတော့ဒါတွေကိုအကုန်လုံးကိုကြော်လွှားရမှာဖြစ်တယ်ပေါ့နော်ကြော်လွှားရမှာဖြစ်တယ်ကိုရဲ့ကျွမ်းကျင်တဲ့ skill တွေနဲ့နောက်တစ်ခါကျုပ်ရဲ့ဒါကိုရင်ဆိုင်နှွမ်းရှိရဲ့တက်တိနဲ့ကြော်လွှားလိုက်ပါပေါ့နော်အဲ့လိုကြော်လွှားလိုက်တဲ့အခါမှာဘာတွေကိုမြင်ရမှာလဲဆိုတော့ဒါတွေဖြစ်လာမှာလဲဆိုတဲ့အခါကျတော့ကိုကအောင်မြင်လာမယ်ပေါ့နော်ကောင်းမြင်လာမယ်အနေဒီအချိန်တွေကနေကြော်လွှားသွားမယ်ကိုကအောင်မြင်လာမယ်လုပ်ငန်းတွေပေါ်မှာလည်းအာရုံစူးဆောင်နိုင်လာမယ်ကိုရဲ့ creation ဘေးရလည်းဖန်တီးတိုင်ဆွမ်းနေတိုးတက်လာမယ်နောက်ကဒီအခါကိုဆွဲချနေတဲ့ဒီအတိတ်ကပတ်သက်ခဲ့တဲ့ကာလခါပတ်သက်ခဲ့တဲ့အခြေရေးတွေပဲ relationship တွေrelationship ဆိုတာကမိဘဆေးရသမားညီကိုမောင်နှမသားသမီးပေါ့နော်နောက်တစ်ခါကိုချစ်ခင်ရတဲ့သူတွေနော်ဒီလိုမျိုးအိမ်အောင်ဖက်တွေသမီးဆိုင်လိုမျိုး relationship ဆိုတာမျိုးဆုံးရှင်အဲ့တော့အဲ့ဒါတွေကနေပြီးတော့ကိုကနေပြီးတော့ဒီစိတ်ဆင်းရဲဆဲရအခြေအနေကနေပြီးတော့ကိုကကူစားသွားနိုင်ပြီးတော့ကိုက freedom ပေါ့နော်ကိုနှောင်ဖွဲ့ထားတဲ့ဟာတွေကနေပြီးတော့ချုပ်နှောင်ထားတဲ့အတိတ်ကချီနှောင်မှုတွေကနေလွတ်မြောက်သွားပြီးတော့ကိုကအေးဆေးဆေးပြန်တန်းပြီးတော့ကိုဘွားနဲ့ကို creation ဖန်တီးပြီးကိုလုံးချင်တာတွေကိုပျော်ပျော်ရွှင်နဲ့လုပ်နိုင်ပြီးတော့ creation power တွေနဲ့ပေါ့နော်ဖန်တီးနိုင်စွမ်းအနေနဲ့လုပ်ငန်းအသစ်တွေကိုလုံးနဲ့အောင်မြင်မှာတိုးတက်အောင်မြင်မှာလုပ်ဆောင်နိုင်မှာဖြစ်တယ်အဓိကတော့ဒီဟာ relationship နဲ့ပတ်သက်တဲ့ဖြစ်တဲ့ကြောင့်မို့လို့သူကအဓိက heart ပေါ့နော်နှလုံးသားရေးရမှာသွားပြီးတော့ခံစားမှုတွေနာကျင်မှုတွေကြောင့်သွားပြီးတော့ပိတ်နေတယ်ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဟာတော့ရမယ်ဆိုတော့ဒီအချိန်မှာအကူစားရမှာဖြစ်တယ်နော် healing တွေဘာတွေဝင်မယ်ကိုစားပြီးတဲ့အခါမှာကိုယ့်ရဲ့နှလုံးသားကိုပိတ်နေတဲ့ဟာကိုပြန်ပြီးတော့ဖွင့်ရမှာဖြစ်တယ် heart chakra ဖွင့်ရမယ်ဖွင့်တဲ့အခါမှာကိုကနေပြီးတော့ဒါတွေကိုသူတို့နဲ့ပတ်သက်ခဲ့တဲ့ attachment တွေသူတို့နဲ့ပတ်သက်ခဲ့ past ကဖြစ်ခဲ့တဲ့ဟာတွေအကုန်လုံးကိုကိုကခွင့်လို့ပေးလိုက်ပါနော်ခွင့်လို့ပေးလိုက်ပါခွင့်လို့ပေးပါအချို့တွေကကြာဖားလဲဆိုခွင့်လွတ်တယ်ဆိုတဲ့အခါမှာအချို့ကကိုယ့်ပေါ်ရမ်းကြီးဆိုတာတွေများတယ်ကိုကခွင့်လွတ်ဖို့ထိုက်တန်ရဲ့လားသူကခွင့်လွတ်ဖို့ထိုက်တန်ရဲ့လားလို့ပြောရင်တကယ်တမ်းကျခွင့်လွတ်တယ်ဆိုတာမှာကိုယ့်စိတ်ကနေပြီးတော့သူတို့ရဲ့စိတ်ကကိုယ့်စိတ်ထဲဝင်ပြီးတော့ချုပ်နှောင်မှုတွေဖြစ်နေရတာနေလို့မရအောင်စူးစမ်းလိုက်ခြင်းဖြစ်တဲ့ကြောင့်ကိုယ့်အတွက်ကိုယ့်ရဲ့အကျိုးအတွက်ဒါကိုခွင့်လွတ်လိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကကြတော့သူတို့ကြောင့်စိတ်ဆင်းရဲမှုတွေအနှောင်ဖွဲ့တွေစိတ်ဆင်းရဲမှုတွေစသည်ဖြင့်စတဲ့စိတ်ဆင်းရဲမှုတွေစိတ်ပင်ပန်းမှုတွေစတဲ့နှောင်ဖွဲ့မှုတွေကနေပြီးတော့လွတ်မြောက်သွားဖို့အတွက်ကိုကခွင့်လွတ်တိုက်တာဖြစ်တယ်တချို့လူတွေကခွင့်လွတ်တယ်ဆိုတဲ့အခါမှာခွင့်လွတ်ဖို့မထိုက်တဲ့လူတွေလည်းရှိတယ်ထိုက်တဲ့လူတွေကိုခြားတော့လေကိုကနေပြီးတော့သူကမထိုက်ဘူးခွင့်မလို့နေလဲလို့ပေါ့ကိုကသူ့ကြောင့်ရတဲ့စိတ်တန်ရာသူတို့ကြောင့်မို့လို့မုန်းဆွဲတွေဖြစ်သွားပြီးတော့တန်နေရလဲသွားမှာပေါ့နော်အဲ့ခါကျတော့ကဘာလို့ရမလဲဆိုရင်အပီးတိုင်ခွင့်လွတ်ပြီးဒီဘွားဒီစမ်းနဲ့ပဲပြီးသွားပါစေတော့ဆိုပြီးအကုန်လုံးဝင်ကကိုသူကခွင့်လွတ်ဖို့ထိုက်မထိုက်တဲ့ကိုသာအပီးတိုင်ခွင့်လွတ်လိုက်ပြီးတော့သူ့စိတ်ရဲ့ထောင်ချောက်တွေကနေပြီးတော့လွတ်မြောက်ရုံးချက်သွားမယ်ဆိုရင်ဒါကြောင့်heart chakra ပွင့်အောင်ကြိုးစားပါ heart chakra ပွင့်ပြီးတော့ healing လုပ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ abundance ကိုယ့်ရဲ့လုပ်ငန်းတွေအကုန်လုံးကအောင်မြင်လာမှာဖြစ်ပါတယ်ပေါ့နော်အကုန်လုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဒီတစ်ပတ်အတွက် energy ကတော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်